ကုန်မကြောက်ဘူးတဲ့တချင်းငါဆိုပြမယ် သိကြလား မင်းလိုက်တာတီးနိုင်တယ်လားပဲမင်းစေးစားကြည့် မင်းသားလှုပ်ရှားမှာ နေရီနော် အေး မြို့ပြလုံး ဘာတချင်းပါလေ မြို့ပြလုံးပြောလေပဲအမှန်တကယ်တမ်းတော့တွန်းနေကြီးတစ်ခုလိုပါပဲကွယ် ငါနည်းနည်းကြားဘူးနေတယ်လို့ ငါကိုယ်တိုင်မသိကြနဲ့ဖဲလိုမြလဲဟဲဟဲဟဲမုတ်ဆိုးဖြစ်လိုက်တောင်းဖြစ်လိုက်ကွယ်ပဋိဒါခမရတို့ကျုပ်တို့ပူဇေလူသားတွေနေထိုင်နေတာဟောတာကြီးကိုမြို့ပြကြီးလို့ထင်နေပြီမဲ့တကယ်တမ်းကျတော့ဒါကကိလေသာအမောင်တွေဖုံးလွှမ်းနေတဲ့တွန်းအုပ်ကြီးတွန်းနဲ့ကြီးပါထားကြောင်လေကျွန်တော်ကမြို့ပြလုံးပြောလေပဲအမှန်တကယ်တမ်းတော့တွန်းနဲ့ကြီးတစ်ခုလိုပါပဲကွယ်ငါကိုယ်တိုင်မသိကြတဲ့ဘယ်လိုများလဲဟဲဟဲဟဲမုတ်ဆိုးဖြစ်လိုက်တောင်းဖြစ်လိုက်ဝဲဘယ်နာတော့မဲတဲ့တလုံးနဲ့ချသွားတာဟမ် မင်းသားမောနေမှာဆိုလို့ရှိမှာ မင်းသားဦးလေးနဲ့ကျွန်တော်နဲ့ဦးလေးနဲ့ကျွန်တော်နဲ့တယောက်တစ်လုံးချလို့ရတယ်နော်ဟမ် မင်းသားအားပေးတဲ့ပရိသတ်ကများတယ် ဟုတ်တယ် နော်မင်းသားစိုးတော့မစိုးကျွန်တော်သဘောကျတယ်နေရီစည်းလေးစုံနိုင်တယ်ဒါပေမဲ့မင်းသားကျွန်တော်တခုတော့မေးချင်တာ မမေးမမေး ဒီတချင်းကျွန်တော်ကြားဘူးနေတယ်လို့ပဲရင်းရင်းနီးနီး ဖင်ကောင်းမစတားနဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာထက်ခါလာနော်လို့နော်လက်စုကြည့်လဲကြည့်ဆိုင်အောင် အဲ့ဒါလူတကာမင်းသားရဲ့ မလီတိတယ်ငါတိတယ်မလီလာမမလာတို့ရောကောင်လေး အရေးတော့ဗန္နာရင်းအပ်နေတယ်နော် အဲ့ငါဗန္နာလေး ကဲမင်းသား ဟမ် ကဲကျွန်တော်မေးတာလေးဖြေပေးဦးမင်းသားရဲ့ ဘာတော့ ဒီတချင်းနှဲကြီးကလည်းကြားဘူးလေ မင်းတို့မဟုတ်တာရှောင်းမပြောနဲ့ ဟိုကျွန်တော်လည်းကြားဘူးနေတယ်အဲ့ဒါမင်းသားကျွန်တော်ကိုရှင်းပြအောင်ဒီတချင်းဘယ်သူဆိုတာလဲ ဟမ်ဒီရှင်းဆိုတာမင်းမသိဘူး မသိဘူး အလင်းကကျွန်းသွားဂီတဆန်ဆိုဘဘဦးလေးဖြူရဲ့အမဲလိုက်အကားတဲ့မင်းငါလို့ဘယ်မင်းသားဆိုတော့ငါလို့ကြိုက် အဲ့ဒါကြောင့်ကြားဘူးရတယ်လုပ်နေတယ်စိုးတော့မစိုးမင်းသားဒီတချင်းကိုနေရီစည်းထဲမှာထည့်ဆိုသွားတာကျွန်တော်သဘောကျတယ်ဟဲ့မင်းသားနောက်ဆုံးတစ်ခုလေးပဲကျန်တော့တာဝလက်စည်းလေးကိုကျွန်တော်ပြိတ္တကိုအစိုးလေးရောအကာလေးရောမင်းသားဖြောပြပြီး ဝလက် ဝလက်စည်းလေး အကလေးရောပါမယ် အကလေးရော ရတယ်ဟဲ့မြို့ပြန်လဲပဲအမှန်တကယ်တမ်းတော့တော့နိုင်ကြည့်တစ်ခုလိုပါပဲဟေး အမေ ဟေးဟေးဟေး မင်းသားလေချင်းတက်နေတာ ငါကိုယ်တိုင်မသိကြတဲ့ဘယ်လိုများလဲမဟုတ်ဆိုဖြစ်လိုက်ပါကောဖြစ်လိုက်ဟေးဟေးဟေးဟဲ့လာပြီ လာပြီဟောအကာလေးဟေးမင်းသားတစ်မျိုးလေးကြောင်းမယ်ဟောလာပြီဟေးဟောမင်းသားလေးသဘောကျလို့ပါတယ်အလူမလည်းလာပြီမင်းသားလေး အေးပြလာနေပြီအေးမလီနိုဒီလိုမှန်းသိငါအစိုးရတွေကကပါတယ်ကောင်းလေး မင်းသားကျူးစားတာကတရွာလုံးဘောစီတွေကျွေမင်းသားလာမမပူနဲ့ လက်ခုပ်တီးရတီးနော်လက်ခုပ်တီးပြီးသူ့မြတ်သူပြတ်ထားဆောင်းနေကြတော့အေးတယ် မင်းသားပရိသတ်ကလည်းမင်းသားအစိုးရကောင်အားလုံးသဘောကျနေတာမင်းသားနောက်ဆုံးလေးကသွားတဲ့အကာလေးအဲ့ဒါလေးမင်းသားတစ်ခေါက်တော့ပြန်ကမလားဟမ် ဒါလေးတစ်ခေါက် တစ်ခေါက်လောက် ရပါတယ် ရလားမင်းသား ရ မင်းသားအားရှိပါရှိတာကပရိသတ်ကစုချမှာမင်းသားမပူနဲ့ ဒီတိုင်းလေးပဲ ဒီတစ်ချင်းလေးကိုအစိုးလေးနဲ့အကာလေးနဲ့မင်းသား အစိုးရနဲ့ကပြโอเคဟေးမြို့ပြန်လို့ပြန်လဲပဲအမှန်တကယ်တမ်းတော့တော့နိုင်ကြည့်တစ်ခုလိုပါပဲဟေးဟေးဟေး ဟေးမင်းသားအကာလေးလာပြီမင်းသားတစ်မျိုးလေးပြောင်းပြီဟော